နော်9နှစ်ကျော်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာတစ်ချိန်မှပြက်ပင်မတွေ့ရဘူးတော့ဒါလေးကကျွန်တော်ကလန်ဒါမစစ်ပေးတော့ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကမှဒါလေးကိုကလန်ဒါစစ်ပေးထားတာတော့ကလန်ဒါစစ်ရှင်တပါးဆိုတဲ့အကိုမတွေကကြတော့ပြီးခဲ့တဲ့အပတ်ရဲ့စနေလောက်မှာတင်ခဲ့တဲ့ဗီဒီယိုလေးကိုတွားပြီးတော့ကြည့်ကြပါနော်ဒီမှာကျွန်တော်ကလန်ဒါလေးပြန်ပြီးတော့ပြထားပေးတယ်ဆိုတော့မွေးကနန်းလေးကိုတစ်ချက်ဆက်ကြရအောင်အဲ့တော့မွေးကနန်းလေးကလည်းရက်ဆွဲ formula ပဲအဲ့တော့တောက်ကြနေကိုကြည့်မယ်အဲ့တော့တောက်ကြမနက်ဈေးမှာဆိုရင်ကျွန်တော်တို့6ထိပ်ရှိတယ်ညနေဈေးမှာဆိုရင်1ထိပ်ရှိတယ်အဲ့တော့မနက်ထိပ်ရဲ့ညနေထိပ်ရဲ့ပေါင်းခြင်းဟာ3ညဆိုပြီးဖြစ်နေတယ်ပေါ့နော်အဲ့တော့ formula လေးရဲ့နာမည်ဟာတောက်ကြနေမနက်ထိပ်နဲ့ညနေထိပ်ပေါင်းခြင်း3ညဖြစ်ရှင်းဆိုတဲ့ formula လေးပါဆိုတော့ဟုတ်ပြီတောက်ကြနေမှာတဲ့မနက်ထိပ်နဲ့ညနေထိပ်ပေါင်းခြင်း3ညလို့ဖြစ်ပြီဆိုတာ ਨੇ နောက်တစ်ပတ်မှာ16ကို2ခွန်4ထိတော့မွေးကနန်း6ကွက်ဟာတဲ့အနည်းဆုံးတစ်ကွက်ပြန်ပြီးတော့ဆင်းပါလေတဲ့အဲဆိုတော့ဒါလေးကိုကျွန်တော်ကလန်ဒါပြန်စစ်ကြည့်တဲ့အခါလွန်ခဲ့တဲ့2020ကနေစလို့ပြီးခဲ့တဲ့အပတ်ထိပေါ့နော်ဒီ9နှစ်ကျော်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာပြက်ပင်တပင်ကိုတော့ကျွန်တော်တွေ့တယ်အဲတော့ကျွန်တော်ကလန်ဒါလေးတစ်ချက်ပြန်ပြီးတော့စစ်ပေးမယ်ကျွန်တော်အပေါ်မှာအားလုံးတစ်ချက်လိုက်ပြီးတော့ကြည့်ကြပါပေါ့နော်အဲ့တော့ကလန်ဒါလေးကိုကြည့်ပြီးတော့စောတင်မစောတင်လေးကိုကိုယ့်ဟာကိုစဉ်းစားဆုံးဖြတ်ကြည့်ကြပါနော်အဲ့ဒီပင်လေးကနေစကြည့်မယ်တော့2024လေးကနေပြန်သွားမယ်ပေါ့အဲ့တော့ဒီတောက်ကြကိုကြည့်မယ်ဆိုရင်တို့ဒီမနက်ဈေးက3ညထိပ်ရယ်ညနေဈေးက3ညထိပ်ရယ်အဲ့တော့ထိပ်နဲ့ထိပ်ပေါင်းခြင်းဟာ3ညလို့ဖြစ်တဲ့အတွက်နောက်တစ်ပတ်မှာ16ကို2ခွန်4ထိတော့ကနန်းတွေက1 4တကွပြန်ပြီးတော့ရှိမယ်ဆိုတော့ဒီတောက်ကြမှာလေမနက်ဈေးက3ထိပ်ရယ်ညနေဈေးက9ထိပ်ရယ်ပေါင်းခြင်း3ညလို့ဖြစ်တဲ့အတွက်သူ့ရဲ့အောက်10ချိန်တွင်းသို့မဟုတ်9ရက်တွင်မှာ16ကို2ခွန်4ထိတော့မွေးကနန်းတွေကနေပြီးတော့64တကွပြန်ပြီးတော့ရှိမယ်ပေါ့နော်အဲဆိုတော့ဒီတောက်ကြမှာဆိုရင်လေမနက်ဈေးကထိပ်စီး